ဒီနေ့လီဗာပူးပွဲစဉ်3ပွဲရှိတယ်ပေါ့နော်ပထမဆုံးပြောချင်တာကကစားသမားချို့ကိုတကယ်စီးကျူးမိတယ်နောက်ပြီးတော့ကိုတွင်းမှုတွေကိုပေါဝင်ပတ်သက်မှုတွေမြင်ရတာလည်းတကယ်ဝမ်းသာတယ်ပျော်လဲပျော်တယ်ပထမဆုံးပွဲပေါ့နော်ဂျာမနီနဲ့ဒီဂျူယာဆောင်ဆိုတဲ့ကျွန်းနိုင်ငံပွဲပေါ့နော်ဒီကန်တဲ့ပွဲမှာဒီဂျာမနီဘက်ကတတရာပဲကိုးပြတ်တဲ့အနိုင်ယူသွားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ပြောချင်တာဒီပွဲမှာကျွန်တော်ရဲ့ကစားသမား Florian Wirtz ပေါ့သူကသူရဲ့လိုအပ်နှုန်းတွေတကယ်ကြိုက်တယ်မိုက်တယ်ဗျာဟိုဘောလုံးပြေးပွင့်မှုတွေလည်းပဲချိန်9မိနစ်မှာပဲသူ့ရဲ့ဂိုးဖန်တီးမှုကိုကျွန်တော်တို့မြင်ခဲ့ရတယ်သူ့ရဲ့တွင်းဂိုးတွေကိုမမြင်ခဲ့ရပေမဲ့သူ့ရဲ့ပေးပို့တဲ့ဘောလုံးပေးပို့မှုတွေကတကယ်အန်ဒီရများတဲ့ဘောလုံးပေးပို့မှုတွေကိုကျွန်တော်တို့တွေ့ရတယ်တကယ်မိုက်တယ်နောက်ပြီးတော့သူကဗျာဆော့တာဘယ်ဝန်းဖက်ပေါ့AWF ပေါ့အဲ့ဒီနေရာမှာဆော့ပေးမယ်သူကဒီ ANF နေရာကိုကွင်းလယ်နေရာကိုရောက်လာတယ်နောက်ပြီးတော့RWF နေရာကိုရောက်သွားလိုက်နောက်ပြီးတော့ခန်စစ်ကိုနေရာကိုလိုက်ကူလိုက်တယ်တကယ်ကိုသူ့ရဲ့လိုအပ်နှုန်းတွေကတကယ်ကိုမိုက်တယ်ဗျအဲ့လိုတနေရာထဲမှာသူပုံသေးနေပြီးတော့သူဆော့နေတာမဟုတ်ဘူးအဲ့လိုမျိုးရွေးချပြီးတော့သူ့ရဲ့ရှေ့ယာတွေကြီးပဲဗျာဒီဂျာမနီကွင်းဖက်ကိုအဲ့ဒီတင်ဖက်အတင်းရဲ့ကွင်းဖက်တွေမှာသူ့ရဲ့ရှေ့ယာတွေကြီးပဲသူထက်နေတာသူဘောလုံးပေးဖို့မှုတွေလည်းတကယ်မိုက်တယ်ဗျာနောက်ပွဲချိန်32မိနစ်မှာသူပေးတဲ့ကွင်းလျက်နဲ့သူမျောထုတ်ပေးလိုက်တာဗျာမျောထုတ်ပေးလိုက်တဲ့ဘောလုံးကိုလုံးဝကွက်တိပဲဗျာအဲ့ဒါကိုစာနေကအဆုံးမတက်နိုင်ဘူးတကယ်တော့အဆုံးတက်နိုင်ခဲ့လို့ချင်းသူကဒီပွဲစဉ်မှာ assistant နှလုံးတောင်ရအောင်ပဲတကယ်ဟိုကြိုက်တယ်ဗျာသူဒီနေ့လုံးဝဂျာမနီနဲ့ဆော့တဲ့ပုံစံတကယ်ကိုမိုက်တယ်သူပွဲကနယ်သာလန်နဲ့ဂျပန်ပွဲပေါ့နော်ဒီပွဲမှာကျွန်တော်ဗန်ဒိုက်ကတော့ကိုတွင်းမြဲတွင်းသေးတယ်အတင်းကိုဥဆောင်နိုင်တယ်ဆိုပြီးသူပြတ်သက်သွားတယ်ဒါပေမဲ့ဂဘိုတို့ဘာကထုံးစံတိုင်းမပြောဘူးဘာမှပြောကြစကားကိုမရှိဘူးဒီတိုင်းပဲအပြင်ကနေဘောလုံးဆွဲမယ်အတွင်းကိုဆွဲလာမယ်ပြီးရင်ကန်မယ်ဝင်ချင်ဝင်ဘူးပေါ့နော်ဒီလိုပဲသိပြောကြမရှိဘူးပေါ့နောက်ဆုံးတစ်ပွဲကစီဒင်နဲ့တူနီရှာပွဲပေါ့ဒီပွဲမှာကျွန်တော်အီဆက်ကိုပြန်မြင်လိုက်ရတကယ်ဝမ်းသာအီဆက်ကိုပြန်မြင်လိုက်ရခိုးလေးကိုတွင်းတာမှာ3ကိုကသူပါဝင်ပတ်သက်တယ်ဗျာတကိုးကသူကိုယ်တိုင်တွင်းတယ်ဗျာလုံးဝအီဆက်ပြန်လာပြီလုံးဝတကယ်ဒါကျွန်တော်လီဗာပူးဖန်တွေအတွက်တကယ်ဝမ်းသာစရာအခိုက်အတန့်ပဲလုံးဝမိုက်တယ်ဗျာအဲ့ဒီခံစားချက်ကိုလီဗာပူးမှာသူပြီးခဲ့တဲ့ရာသီတုန်းကသူဆော့တယ်ကိုပေါင်ပတ်သက်မှုတွေရောကိုတွင်းကိုတွေရောတိတ်မမြင်လိုက်ရဘူးသူဒဏ်ရာပြဿနာတွေနဲ့သူကြုံတွေ့လိုက်ရတာပေါ့နော်ဒါပေမဲ့ဒီနေ့မှာသူဆော့သွားတာဗျာလုံးဝသူ4ဂိုးမှာဗျာ4ဂိုးမှာ3ဂိုးပေါင်ပတ်သက်တယ်ဗျာတကူကကိုယ်တိုင်တွင်းတာဗျာလုံးဝအဲ့တူနီးရှားနောက်ကန်လေးကိုလှပကြော်ခောက်ပြီးတော့တွင်းသွားတာတကယ်ကိုတကယ်ချီးကျူးစရာကောင်းတာပေါ့နော်သူဒီနိုင်ပွဲကသူယူဆောင်တဲ့နိုင်ပွဲလို့တောင်ကျွန်တော်ပြောလို့ရပါတယ်အဲ့တော့ဒီနေ့ကတော့ပွဲစဉ်ကတော့ Florian Wirtz နဲ့ Isak ကိုကျွန်တော်တို့တကယ်ချီးကျူးမိတယ်လာမယ့်အစီအစဉ်မှာလည်း2ယောက်ရဲ့ခြေစွမ်းနဲ့ဒီလိုပဲထပ်ပြီးတော့ကျွန်တော်လီဗာပူးကိုအမြင့်ဆုံးနေရာကိုတည်ဆောင်လာမယ်လို့လည်းကျွန်တော်မျှော်လင့်မိတယ်နောက်ပွဲတွေကိုလည်းလီဗာပူးအသင်းသားတွေပါတဲ့ပွဲကိုလည်းကျွန်တော်ဒီလိုပဲထပ်ပြီးတော့ပြောပြပေးသွားအောင်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ